Dubai ဆိုင်ရောက်တဲ့အလုပ်ချင်ခဲ့တဲ့အရာကတော့ running လုပ်တာနဲ့ walking လုပ်တာပါအလုပ်မှာအမြဲ busy stress တွေအများများတော့ဒီတစ်ခေါက်တော့ကျမလမ်းလျှောက်ထွက်ခဲ့ပါတယ်။ကျမနဲ့တူတူလမ်းလျှောက်မဲ့အဖို့လည်းရှိတော့အရင်က productive evening လေးဖြစ်ခဲ့ပါတယ်။ဂျာနီယာတွေကိုမသွားဘဲနဲ့မရောက်တာကြတဲ့ Dubai frame ဘက်ကိုလမ်းထွက်လျှောက်ခဲ့ပါတယ်။ဒါကြလို့လားမသိဘူးတအားလှပြီးတော့မှအရင်က energy ပြည့်နေပေါ့နော်။ကျမဒူဘိုင်းဖရင်ကိုဒူဘိုင်းစားရောက်ပြီးတော့တစ်ခေါက်ရောက်ဘူးတယ်အဲ့နောက်ပိုင်းမသွားဖြစ်တော့ပါဘူးဆိုတော့ဒီနေ့ကတော့ဒူဘိုင်းဖရင်ဘက်ကိုလမ်းလျှောက်တာပေါ့နော်အများကြီးလဲပြောင်းလဲသွားတယ်အများကြီးလဲလှလာတယ်ပေါ့ဆိုတော့ကျမအရင် excited ဖြစ်ပါတယ်ပုံမှန်ဆိုရင်အလုပ်ကနေအိမ်ကိုပဲလမ်းလျှောက်နေကြပါတော့ဒီတစ်ခေါက်တော့ကျမအိမ်ကနေမှတီးတန့်လမ်းထွက်လျှောက်ခဲ့ရဆိုတော့ရန်ကုန်မှာ relax ဖြစ်ပါတယ်။တို့နှစ်ယောက်ပြေးလဲပြေးရပေါ့နော်။ဒါပေမဲ့ကျမမပြေးရကြတော့လေမပြေးနိုင်ဘူးရှင်။ तू ကတော့နေ့တိုင်းလုံနေကြဆိုတော့အဆင်ပြေရပေါ့နော်။ဆိုတော့ကျမတို့နှစ်ယောက် Dubai frame နဲ့တော့မဝင်တော့ပဲနဲ့ Dubai frame ရဲ့အပြင်ပတ်လန်းနေပဲကျမတို့တပတ်ပြည့်အောင်ပတ်ခဲ့ပါတယ်။အဲ့မှာလေကြောင်နေတော်တော်များရဲ့တိလားဒါကတော့ तू အီးပါနေအောင်ရိုက်ခဲ့ရပါ။ကျမတို့နှစ်ယောက်လည်း privacy ရောမရှိဖြစ်သွားရပေါ့နော်။အမလန်ရှောင်းရင်းနဲ့မှရေစားတော့ကျမတို့အနီးနားမှာရှိတဲ့ grocery မှာရေဝင်ဝယ်ခဲ့ပါတယ်။ဒါကတော့ကျမတို့တနာရီခွဲ workout လုပ်ပြီးရဲ့အချိန်လေးပေါ့နော်။ရန် fresh ဖြစ်သွားပါတယ်။ကျမတို့ workout လုပ်ပြီးတော့တခါအကြောတွေပါ short ရပေါ့နော် squat တွေပါထိုင်လိုက်ပါတယ်။ကျမ squat မထိုင်တော့ကြာလို့လားမသိဘူးရှင်။အခေါက်20 squat ထိုင်ပြီးတော့ကျမပေါင်နေတင်းပြီးတော့လေအဆင်မပြေဘူးပေါ့နော်။ဒါကတော့ကျမ workout လုပ်ပြီးတော့အိမ်ပြန်ပါမယ်။ကျမတို့9နိုင်ခွဲ8နိုင်လဲထိုးပြီးဆိုနေလဲဝင်ပြီးရာသီဥတုလေးလဲဒီနေ့ကတာရတယ်ဆိုတော့အရင်ဆင်ပြေပါတယ်ဒါကတော့အပြန်လန်းရဲ့ view လေးပေါ့ရှင်ရမ်းမိုက် see you next video